သူများချက်အမပြည့်နေတာငိမ့်ချက်ခိုင်လို့သူမတူအောင်လားပြည့်ပြည့်မပြည့်ပြည့်နဲ့ညီပါကြာရလာတော့မိကောင်းတဲ့ဟာချမ်းသာသူခပ်ပြည့်စရာသူရာအနုပညာတောင်းနေတော့ပါကျူအောင်လားဖိ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 နဲ့ဒီပါကြာရောက်လာတော့မိပေါင်းတဟာချမ်းသာဒုက္ခပြေစရာအမှုတော်အနုပညာတောင်းရပါရွှေရလေးပါအကုန်လုံးကြကြပါချက်ခိုက်သမီးတမဒီနာနေတာရွှေရလေးပါအကုန်လုံးကြကြပါဒီခိုက်သမီးတမဒီနာနေတာဟေးဟေးနေနေဆိုင်တော်လားအဲ့ရပါရပြေပြေတော့အဲ့တော့ဟေးဟေးနေနေဆိုင်တော်လားအဲ့ရပါရပြေပြေတော့အဲ့တဲ့တော့ရှင်ရတဲ့တဝိသားရဲ့ရထံစကြံမဲ့တော်ခေမြစေရာဒီမခတ်တွေခေါ်ခိမဝေဒီအလားကျစွာသမီးလေးရဲ့ချက်ခိုင်နောက်ကဆိုင်ဖွဲ့โอเคတိတ်ကျေးဇူးတင်ပါတယ်ငင်းညမ်းခံရမူပိုင်းတစ်ချက်မှာသမီးတို့တွေကဆိုင်တွေကိုဘယ်ဆိုင်မှမရဘူးတကူးတကတိုက်ပေးထားတဲ့မေတ္တာစေတနာဟုတ်တယ်ငင်းညမ်းခံအားလုံးကိုဂါရဝတရားနဲ့ကျေးဇူးတင်ပါတယ်ရှင်မှန်တယ်ဗျာကဲအဲ့တော့ကျိုးသားရအောင်ကျိုးသားမယ်ညီမလေးလောက်ပြီဒီတက်အစဖန်တလာကဒီကိုပါပါရဲ့ကောင်းခါခြင်းလက်ဤလေးပြမပြတ်ပြအနုတုခုပါခင်ဗျမမအေး